ငယ်မင်္ဂလာပါအင်းမဒီတစ်ခေါက်မှာတော့အလုပ်ပြုတ်ကူသူတွေနဲ့တည်တဲ့အမှန်တရား၅ခုကိုပြောပြပေးတော့မှာပါအခုခေတ်လူငယ်တွေအထူးသဖြင့်ကျမတို့လိုအသက်25နှစ်နဲ့အထက်လူငယ်တွေချင်းသိသားနေတဲ့အချက်တစ်ခုရှိပါတယ်ကျမတို့ကအလုပ်ပြုတ်မှာအလုပ်ထွက်ရမှာကိုသိတ်ကိုကြောက်တတ်ကြရလေအဆင်ပြေနေတဲ့နေရာကောင်းခေါက်ဆောင်လေးထဲမှာပဲတာယာနေတတ်ကြတယ်လစာလည်းရတယ်လုပ်စရာလည်းရှိတယ်ပတ်ဝန်းကျင်ကလည်းရင်းနှီးနေပြီဆိုတော့ဘာမှပြောင်းလဲဖို့မတွေးတတ်ကြတော့ပါဘူးဒါပေမဲ့ကျမတခုတော့မေးချင်တယ်တငယ်ချင်းတို့အနာဂတ်အတွက်ဘယ်လောက်ပြင်ဆင်ထားကြပြီလဲမနှက်ဖြန်မနှက်အလုပ်တော်ဖို့ပြင်နေတော့တငယ်ချင်းမှာအလုပ်မရှိတော့ဘူးဆိုတဲ့စကားကိုကြားရင်ဘယ်လိုလုပ်မလဲဟုတ်ပါတယ်ဒီနေ့ပြောမယ့်အကြောင်းအရာကနည်းနည်းတော့ခါပါတယ်ဒါပေမဲ့ဒီအကြောင်းကိုသိထားရင်တငယ်ချင်းတို့ရဲ့ကယ်ရီယာလမ်းကြောင်းကပိုပြီးလုံခြုံမှုရှိလာမှာပါဒါဆိုရင်အလုပ်ပြုတ်ဖို့သူတွေသိထားတဲ့အမှန်တရား၅ခုကဘာလဲဆိုတာကိုတော့ကြည့်လိုက်ကြရအောင်နံပါတ်1အမှန်တရားကကိုမရှိရင်မဖြစ်ဘူးဆိုတဲ့အထင်မြင်လွဲနေမှုပါကျမတို့ကအလုပ်တစ်ခုကြာလုပ်လေကိုအစားထိုးလို့မရဘူးလို့ထင်နေပါပဲကိုနေရာမှာဘယ်သူမှလုပ်လို့မရအောင်ကိုကအကုန်တက်တယ်ကိုမှ experience နေရှိရဆိုတဲ့အတွေ့မျိုးပေါ့ငါမရှိရင်ဒီဌာနပြတ်မယ်ဆိုတဲ့အတွေ့အကိုလှည့်စားနေခြင်းပါပဲတကယ်တမ်းအလုပ်ပြုတ်သွားတဲ့အခါကိုနေရာကိုတယောက်ကချက်ချင်းအစားထိုးလိုက်တာဒါမှမဟုတ်အလုပ်တွေကိုကြံတဲ့သူတွေကခွဲလုပ်လိုက်တာကိုမြင်ရပါလိမ့်မယ်ကုမ္ပဏီဆိုတဲ့ရန်တရားကြီးကတော့ကိုမရှိပဲလဲဆက်လက်ပတ်နေနိုင်တယ်ဆိုတာကတော့အမှန်တရားပါပဲနော်နံပါတ်1ဒါကတော့နည်းနည်းတော့စိတ်မကောင်းစရာပါပဲဒီမှန်တရားကဘလောက်ပဲကြိုးစားပါစေအလုပ်ပြုတ်နိုင်တယ်ဆိုတာပါတချို့လူတွေကထင်တတ်ကြတယ်ငါအရန်ကြိုးစားတယ်အရန်တော်တယ်အပေါ်ချိန်တွေကလည်းအရန်လုပ်တယ်ဆိုတော့အလုပ်ပြုတ်မှာမဟုတ်ဘူးဆိုတဲ့အတွေ့မျိုးတွေရှိတတ်ကြပါတယ်ဒါပေမဲ့လက်တွေ့မှာတော့ကုမ္ပဏီရဲ့ဆုံးဖြတ်ချက်စီးပွားရေးအနေအထားမမျှော်လင့်တဲ့အကြောင်းရင်းတွေကကိုယ့်လက်ထဲမှာမရှိနေပါဘူးနော်တခါတလေကုမ္ပဏီကဥပဒေချက်ပြောင်းလို့ဝင်ငွေကြလို့ကိုယ့်လိုဝန်ထမ်းကောင်းတွေကိုတော့မှရှော့ချရတတ်ပါတယ်ဥပမာအနေနဲ့ကြည့်ရင်တော့ကိုဗစ်ကာလတစ်ခုတည်းကိုပဲတငယ်ချင်းကြည့်လိုက်ပါအနှစ်ယောက်အလုပ်ပြုတ်သွားပြီလေသူတို့အားလုံးရောမစူးစမ်းကြလို့လားမဟုတ်ပါဘူးသူတို့အပြစ်မဟုတ်တဲ့အကြောင်းတရားတွေကြောင့်အလုပ်ပြုတ်သွားတာပါဒါကြောင့်စူးစမ်းမှုနဲ့သစ္စာရှိမှုကအာမခံချက်မဟုတ်ပါဘူးနော်ဒီအမှန်တရားကိုလက်ခံပြီးအဲ့ဒီအတွက်ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်နံပါတ်3ဒါကအရေးကြီးဆုံးလို့ပြောရင်မမှားပါဘူးဒီမှန်တရားကငွေကြေးစုဆောင်းထားဖို့ကအရေးကြီးပါတယ်ကျမတို့လူငယ်အများစုရဲ့ပြဿနာလစာရတိုင်းကုန်တုံတက်တဲ့အချက်ပါပဲလစာ9သိန်းဆိုလဲ9သိန်းလုံးကုန်နေအောင်သုံးတယ်10သိန်းဆိုလဲ10သိန်းလုံးအောင်ကုန်နေအောင်သုံးတယ်လေတပြားမအောင်မချမ်းဒီအချင်းကမထင်မဲ့ပဲအလွေပြုတ်တော်တဲ့အခါမှာချက်ချင်းကိုအခက်တွေ့စေနိုင်ပါတယ်အလုပ်သစ်ရှာဖို့အင်တာဗျူးတွေသွားရင်အားငယ်စရာတွေကြော်ရင်ကို့မှာချက်ချင်းသုံးစရာငွေမရှိတဲ့အခါပိုပြီးတော့စိတ်ဖိစီးလာနိုင်သေးပါတယ်ဒါကြောင့်အနည်းဆုံး3လစာဒါမှမဟုတ်6လစာတော့အရေးပေါ်ရန်ပုံငွေအနေနဲ့စုဆောင်းထားဖို့လိုအပ်ပါတယ်နော်နံပါတ်4တစ်ခုကပြောင်းလဲရတဲ့တတိရှိတတ်ပါတယ်ကျမတို့လူသားတွေကပြောင်းလဲမှုမွေးရပါကြောက်တတ်ကြတယ်အထူးသဖြင့်အလုံးနဲ့ပတ်သက်ရင်ပိုတော့ဆိုသေးတယ်ပတ်ဝန်းကျင်ကအသက်လုပ်ဖော်ကိုင်ဖက်တွေအသက်ယဉ်ကျေးမှုအသက်ဆိုတာစိတ်ဖိစီးစရာကြီးလို့ထင်တတ်ကြရလေဒါပေမဲ့ကျမပြောချင်တာကပြောင်းလဲမှုကိုကြောက်နေရင်တော့မတိုးတက်နိုင်ပါဘူးပြောင်းလဲမှုကိုကြောက်တတ်တဲ့ကျမတို့အတွက်အလုပ်ပြုတ်ခြင်းကအခွင့်အရေးတစ်ခုပါပဲနော်အရင်ကမလုပ်ရတဲ့အလုပ်မျိုးတွေကိုအိမ်မက်မှတ်ထားမှုရဲ့အလုပ်မျိုးတွေကိုအကောင့်ထဲပေါ်ဖို့အချိန်ရလာခြင်းပါပဲပတ်ဝန်းကျင်အသက်လူသစ်တွေနဲ့ထိတွေ့ရတဲ့အခါမှာတော့ကိုမျောလင့်ထားတာထပ်ပိုကောင်းတဲ့လမ်းကြောင်းသစ်တွေကိုရှာတွေ့တတ်ပါတယ်နော်ဒါကြောင့်ပဲပြောင်းလဲရတဲ့တတိရှိတတ်ပါတယ်နံပါတ်5ဒါကတော့နောက်ဆုံးချက်ပါ
ဝင်းငွေလမ်းကြောင်းတစ်တွေကိုရှောင်ပေးဖို့လိုအပ်ပါရဲ့နော်ခုတည်းသောဝင်းငွေလမ်းကြောင်းကအနည်းရဲ့အကြီးဆုံးပါပဲလစားတစ်ခုတည်းကိုပဲအာကူနေငွေကြေးလုံခြုံမှုဆိုတာဘယ်တော့မှရလာမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ဒီရစာကိုတငယ်ချင်းထိချုပ်ထားလို့မရပါကုမ္ပဏီကထိချုပ်ထားတာပါဒါကြောင့်ကိုယ့်ရဲ့အချိန်ကိုအရှင်းနှီးလုပ်ပြီးအပူဝင်ငွေလမ်းကြောင်းတစ်တွေရှာပေးတာငွေပြန်ရှာပေးနိုင်တဲ့နည်းလမ်းတွေကိုလေ့လာတာမျိုးတွေလုပ်တင်ပါနဲ့နော် passive income ဆိုတဲ့အယူအဆကိုလည်းစတင်နားလည်ထားဖို့လိုအပ်ပါတယ်ဒီလိုဝင်ငွေလမ်းကြောင်းနှစ်ခုသုံးခုရှိလာရင်အလုပ်ပြုတ်သွားရင်တော့မှစိတ်ပူစရာမလိုတော့ပါဘူးအလုပ်တစ်ခုတွေကိုအားကိုးနေအဲ့ဒီအလုပ်ပြုတ်သွားတာနဲ့ဘဝကတိတ်ဆိုရောမှရပ်တန့်သွားမှာပါဒါကြောင့်တငယ်ချင်းတို့လည်းလက်ရှိနွေးထွေးတဲ့ကောင်းဖို့ဆောင်လေးရဲ့မှာပဲတာယာမနေကြပါနဲ့အလုပ်ပြုတ်တယ်ဆိုတာကဘဝရဲ့အဆုံးမဟုတ်တလို့တခါတလေမှပိုကောင်းတဲ့ဘဝစီကိုပို့ဆောင်ပေးမဲ့အကားပေါက်တစ်ခုလည်းဖြစ်နိုင်တယ်ဆိုတာသိထားရင်အလုံးမရှိရင်ဆိုတဲ့ကြောက်စိတ်ကြီးကရော့သွားမှာပါတကယ်တော့ဘဝမှာအဆိုးဆုံးအရာကအလုပ်ပြုတ်တာမဟုတ်ပါဘူးတကယ်အဆိုးဆုံးအရာကကိုယ့်ရဲ့အလားအလာတွေကိုအတုံးမချဘဲနဲ့နေနေတာပါပဲဒါကြောင့်ဒီနေ့ကစပြီးတော့မှကိုယ့်ရဲ့ career ကိုပြန်သုံးသပ်ကြည့်ပါအလုပ်ပြုတ်မှာကိုကြောက်နေမဲ့အစားအလုပ်ပြုတ်ရင်လည်းရင်ဆိုင်နိုင်မဲ့အာမန်ကိုမွေးမြူထားလိုက်ပါအခုတငယ်ချင်းတို့တခုမေးချင်ပါတယ်တငယ်ချင်းရဲ့ဘဝမှာအောင်အနာခါအလုပ်ပြုတ်ဖို့လေဒါမှမဟုတ်အခုလက်ရှိအလုပ်မှာစိတ်ညစ်စရာတွေရင်ဆိုင်ကြုံတွေ့နေရပြီလားဒါဆိုရင်တော့ comment မှာညှဝေပေးသွားပါအောင်နော်အကောင်းဆုံးသော comment တွေကိုတော့နောက်တစ်ပတ် podcast လေးမှာဖတ်ပြသွားပေးပါမယ် podcast လေးကိုကြည့်ရှုတဲ့ပရိသတ်အားလုံးကျေးဇူးများတင်ပါတယ်နော်ဒီလိုဘ ഹു တုတရစရာတွေအတွေးမြင်သိရစရာတွေကိုနောက်အပတ်တိုင်းတင်ဆက်ပေးသွားမှာမို့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နောက်အပတ်မှာတော့နောက်ထပ်စိတ်ဝင်စရာကောင်းတဲ့ခေါင်းစဉ်လေးနဲ့ပြန်လည်ဆုံစည်းကြပါမယ်ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးပဲကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေတတာ